ပြည်ပနိုင်ငံအသီးသီးကိုရောက်နေကြတယ်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာအိမ်မက်ကိုစီရှိကြတယ်ဗျအဲ့ဒီအိမ်မက်တွေဟာလေအားလုံးတူညီနေကြတယ်ဒီနေ့အိမ်ပြန်ခွင့်ရရင်ဆိုရင်အိမ်မက်တွေပေါ့ဗျာဘလောက်ပဲမဖွင့်ပြိုးပါဘူးလို့ပဲပြောဘလောက်ပဲစိတ်ပြည့်စရာကောင်းတယ်ပဲဆိုကိုမျိုးကိုရွာကိုအရက်ကိုဒေတာလေးကိုတော့ပြန်ကျင်ကြတဲ့လူတွေကြီးပါပဲဗျာဒါပေမဲ့လေဒီလိုပဲနှစ်တည်ဘလောက်ကြာရှိနေအောင်လဲဆိုတာတော့ကျွန်တော်တို့မပြောတတ်ဘူးဒါကြောင့်မင်းဘယ်တော့အိမ်ပြန်လာမလဲဆိုတဲ့မေးခွန်းကိုမမေးပါနဲ့ကိုစာတီမွေးရဲ့မြေကိုမပြန်ရင်နဲ့သူရှိပါမလားမပြန်ရင်နဲ့သူရှိပါမလားဘဝရင်မို့ခဏလေးဝေးလို့နေရချာ